တနင်္လာသားသမီးများတွေအခုဖြတ်တန်းဝင်ရမယ်ဇန်နဝါရီလတလတာနဲ့ပတ်သက်တဲ့ကံကြမ္မာအခြေအနေတွေကိုအရင်ဆုံးဗီဒီယိုကိန်းနဲ့ဟောပြောပေးပါမယ်ပြီးတဲ့အခါမှာတေရော့ကတ်နဲ့လည်းပဲကံကြမ္မာဖတ်ကြားပေးမှာပဲဖြစ်ပါတယ်ခင်ဗျာတင်းလာသားသမီးများဟာအခုဒီတလပိုင်းတလတာကာလတော့တွဲမှာပေါ့နော်လုပ်ငန်းဆောင်တာကိစ္စရက်တွေနဲ့ပတ်သက်လာလို့ရှိရင်အခက်အခဲလေးတွေနောက်အထင်ပေါ်လေးတွေကြုံရတတ်ပါတယ်ကိုလုံးနေတဲ့အလုပ်တွေဟာမပြီးစည်းတာတို့မပြီးပြတ်တာတို့ကြန့်ကြာခက်ခဲနေတာတို့စတဲ့အခြေအနေမျိုးတွေကြုံတွေ့ရနိုင်တဲ့လာတလာပဲဖြစ်ပါတယ်နောက်တစ်ခုအရေးကြီးတာကဒီလာအတွင်းမှာအလုံးနဲ့ပတ်သက်ပြီးတော့နည်းနည်းစိတ်ရှည်ဖို့လိုပါတယ်အလုံးမှာစိတ်တူစရာလေးတွေစိတ်အခက်မသိဖြစ်စရာအခြေအနေလေးတွေလည်းပဲမကြာခဏကြုံလာရနိုင်တယ်ဆိုတာကိုတွေ့ရပါတယ်။နောက်အိုးအိမ်မိသားစုအုပ်စုအတိုင်းဝိုင်းနဲ့ကိုယ်နဲ့သိပ်ပြီးတော့အစင်မပြေခြင်းလိုမျိုးလေးတွေလည်းပဲဖြစ်တတ်ပါတယ်။ကြီးတဲ့သူတွေရဲ့ညှို့ညင်မှုလေးတွေကိုခံရတတ်တဲ့လာတလာဆိုတာကိုလည်းပဲတွေ့ရပါတယ်ခင်ဗျာငွေကြေးပိုင်းနဲ့ပတ်သက်တဲ့အခြေအနေတွေမှာတော့တိတိကျကျကိုငွေတွေဝင်လာပါလိမ့်မယ်လက်လာပါတွေရှင်လာပါလိမ့်မယ်ကြီးကြီးမားမားငွေလုံးငွေရင်းနဲ့ဝင်လာနိုင်တဲ့အခွင့်အလမ်းကောင်းတွေလည်းပဲဒီလာတော့အတွင်းမှာပေါ်ပေါက်လို့လာနိုင်လိမ့်မယ်လို့တွေ့ရပါတယ်ခင်ဗျာဒါအပြင်ပညာရေးပိုင်းနဲ့ပတ်သက်တဲ့ဆောင်ရွက်နေတဲ့သူတွေမှာလည်းပညာရေးပိုင်းဆိုင်ရာကိစ္စရပ်တွေကျောင်းကိစ္စသင်တန်းကိစ္စစာမိုးဝဲကိစ္စအင်တာဗျူးကိစ္စတွေမှာအောင်မြင်မှုတွေရရှိပါလိမ့်မယ်ဆရာသမားလိုပုံကိုယ်တွေရဲ့အကူအညီကောင်းတွေကိုရတတ်တဲ့မိတ်ကောင်းဆွေကောင်းတွေနဲ့စုံတွေ့ရတတ်တဲ့ဘာသာရေးပိုင်းဆိုင်ရာဆောင်ရွက်ချက်တွေမှာလည်းပဲတိုးတက်အောင်မြင်မှုတွေကိုရရှိနိုင်ပါတယ်အတိရူးညံတို့အတွေ့အကြုံအမြင်တို့တွေကိုရတတ်တဲ့ဒါလာတလားလို့တွေ့ရပါတယ်ခင်ဗျာဒါအပြင်ခရီးတို့သွားလာလှုပ်ရှားမှုတို့နဲ့လည်းပဲအလွန်အကျိုးပေးပါတယ်ကောင်းသောခရီးတွေစိတ်ချမ်းသာစရာခရီးမျိုးတွေကိုသွားရလာရတတ်တဲ့ဆိုတာကိုတွေ့ရပါတယ်ဘာလေးတွေမှာအញ្ញမ်းရှိလဲဆိုတော့လူမှုပေါင်းသင်းဆက်ဆံရေးပိုင်းနဲ့ပတ်သက်တဲ့အခြေအနေလေးတွေမှာအနည်းနဲ့ညာအဆင်မပြေတာမျိုးလေးတွေဖြစ်ပေါ်စေတတ်တယ်ဆိုတာကိုတွေ့ရပါတယ်ခင်ဗျာ။နောက်အမှုကိစ္စပြဿနာတွေကြုံတွေ့နေရတဲ့သူတွေကလည်းပဲရှင်းလီပိုရှုပ်လီဆိုသလိုမျိုးပေါ့နော်ဖြစ်တတ်ပါတယ်။အမှုကိစ္စတွေမှာအခက်အခဲတွေကြုံရတတ်တဲ့ပုံစံမျိုးတွေတွေ့ရတယ်။ဒါ့အပြင်လူမျိုးခြားဘာသာခြားနိုင်ငံခြားနဲ့ဒီလာထဲမှာသိပြီးတော့အကျိုးမပေးသလိုမျိုးလည်းပဲဖြစ်နေတတ်တယ်ဆိုတာကိုတွေ့ရပါတယ်ခင်ဗျာ။ကျမ်းမာရေးပိုင်းနဲ့ပတ်သက်တဲ့အခြေအနေတွေမှာတော့တိတာထင်ရှားတာနဲ့တိုးတက်ကောင်းမွန်မှုတွေကိုတွေ့ရပါတယ်။ဒါပေမဲ့ကျမ်းမာရေးနဲ့ပတ်သက်တဲ့အညံ့ရလို့တော့သိအထွေထူးရလို့ပြောစရာမရှိပါဘူးခင်ဗျာ။ဒါကတော့တင်းလာသားလူများတွေဇန်နဝါရီလအတွင်းမှာကြုံတွေ့လာရနိုင်တဲ့အခြေအနေတွေကိုအရင်ဆုံးဗီဒီယိုကိန်းနဲ့ကျွန်တော်ကြည့်ပြတာပါ။ဆက်လက်ပြီးတော့တေရော့ကန်လေးနဲ့လည်းပဲကကြမှာဖတ်ကြားပေးမှာပဲဖြစ်ပါတယ်။ကျွန်တော်ရှိမှာတဦးချင်းတယောက်ချင်းဗီဒီယိုမေးမြန်းခြင်းတဲ့မိတ်ဆွေများက TikTok ဘိုင်မှာ Viber Telegram ဖုန်းနံပါတ်တွေတင်ထားတာရှိပါတယ်။အဲဒီကနေဆက်သွယ်ပြီးတော့ကြိုတင်စာရင်းပေးပြီးတော့ဗီဒီယိုမေးမြန်းလို့ရပါတယ်ခင်ဗျာ။နောက်ရန်ကုန်မှာရှိတဲ့မိတ်ဆွေများကကျွန်တော်နဲ့လူတွေ့ဆုံမေးမြန်းခြင်းပါတယ်ဆိုရင်ဒီခုတလပိုင်းရဲ့ဒုတိယပတ်ထဲမှာကျွန်တော်ရန်ကုန်မှာရှိပါမယ်။ကြိုတင်ဆက်သွယ်ပြီးတော့စာရင်းပေးပြီးတော့ကျွန်တော်နဲ့လာရောက်တွေ့ဆုံပြီးတော့မေးမြန်းလို့ရပါတယ်ခင်ဗျာ။ခုဆက်လက်ပြီးတော့တေရော့ကလေးနဲ့တင်းလာသားသမီးများအတွက်ဇန်နဝါရီလအတွင်းမှာဘာတွေထူးထူးခြားခြားကြုံတွေ့ရနိုင်မလဲဆိုတာကိုကြည့်ပြလိုက်ပါပြီအဲ့တော့ဒီလာထဲမှာပေါ့နော်အလုံးနဲ့ပတ်သက်ပြီးတော့နေရာကောင်းတွေရနိုင်တယ်အခွင့်အလမ်းကောင်းတွေပေါ်ပေါက်နိုင်တယ်ဒါပေမဲ့တစ်ဖက်မှာလည်းပဲ PR တွေနဲ့တူအခက်အခဲတွေကြားထဲကနေပြီးတော့စူးစမ်းရုန်းကန်ရမယ့်အခြေအနေမျိုးတွေကဖြစ်လာနိုင်တယ်လို့တွေ့ရပါတယ်အထူးသဖြင့်အိမ်နဲ့အဆင်မပြေတာတို့ကြီးကျယ်တဲ့သူတွေရဲ့ညှို့ညင်မှုတွေခံရတာတို့ဒါတွေပို့ပြီးတော့ကြုံရတတ်ပါတယ်နောက်အတိုက်ခိုက်လေးတွေအနှောက်အယှက်လေးတွေလည်းပဲများတတ်တယ်လို့တွေ့ရပါတယ်အဲ့တော့ဒီလားဟာတိတ်ပြီးတော့သူများကိုအားကိုးလို့ရတဲ့လာမျိုးမဟုတ်ပါဘူးကိုယုံကြည်မှုထားရမယ်မိမိကိုမိမိပဲကိုယ့်ရဲ့ကိုယ်စမ်းညံစမ်းတွေထုတ်ပြီးတော့ပေါ့နော်အခက်အခဲတွေကိုပြတ်ကျော်နိုင်အောင်နောက်ကိုယ့်ရဲ့အရေးချင်းတွေကိုအသုံးချနိုင်အောင်ကြိုးစားရမယ်လာတလာဆိုတာကိုတွေ့ရပါတယ်ခင်ဗျာအဲ့တော့ဆောင်ရွက်ရမယ့်ရည်ရွယ်ကတော့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးရဲ့ထံမှာနှင်းစီပန်အနီရောင်10ပွဲတိတိလှူဒန်းပြီးလို့ရှိရင်ကိုယ့်ရဲ့ကံတွေလက်တွေပွင့်လန်းတိုးတက်စေနိုင်ဖို့အတွက်ဆုတောင်းဆောင်ရွက်ပေးပါလို့ရည်ရွယ်လေးကျွန်တော်ပေးလိုက်ရပါတယ်ခင်ဗျာစနေသားသမီးများတွေအခုဖြတ်တန်းဝင်ရမယ်ဇန်နဝါရီလတလတာနဲ့ပတ်သက်တဲ့ကံကြမ္မာအခြေအနေများကိုအရင်ဆုံးဗီဒီယိုကိန်းနဲ့ကျွန်တော်ဟောပြောပေးပါမယ်ပြီးတဲ့အခါမှာတေရော့ကတ်လေးနဲ့လည်းပဲကံကြမ္မာဖတ်ကြားပေးမှာပဲဖြစ်ပါတယ်ခင်ဗျာစနေသားသမီးများဟာဒီတလပိုင်းတလတာကာလတော်တွင်မှာခရီးသွားလာလှုပ်ရှားမှုတွေကြုံတွေ့ရပါလိမ့်မယ်အဲ့လိုသွားပြစ်လာပြစ်တဲ့ခရီးသွားရလာတဲ့ခရီးတွေနဲ့ပတ်သက်ပြီးတော့လည်းပဲစိတ်ချမ်းသာမှုပျော်ရွှင်မှုတွေကိုရရှိစေပါလိမ့်မယ်ခင်ဗျာအဲ့တော့ဆွေမျိုးသားချင်းတွေစီကိုအလဲသွားရတာပဲဖြစ်ဖြစ်ဆွေမျိုးသားချင်းတွေကကိုယ့်ရှိကိုရောက်လာတာမျိုးတွေပဲဖြစ်ဖြစ်ဒါကိုယ့်ရဲ့ဆွေမျိုးသားချင်းတွေကမှကိုယ့်ကိုအကူအညီကောင်းတွေပေးမဲ့သူတွေနဲ့ပဲဖြစ်ဖြစ်ကြုံတွေ့ရတတ်တဲ့အခြေအနေမျိုးတွေရှိပါတယ်နောက်ကိုယ့်ရဲ့ပြောစကားဆိုစကားတွေအောင်မြင်တတ်ပါတယ်ကိုယ်နေတဲ့အိမ်တို့အလုပ်တို့ကိုအတောင်ပေါက်တရဝါပေါ့ငှက်တို့ကြက်တို့ဝင်လာရောက်လာလို့ရှင်ဒါဟာကိုယ့်အတွက်ကောင်းနမိတ်တွေဖြစ်စေတယ်ဆိုတာကို
တွေ့ရပါတယ်ခင်ဗျာနောက်ဒီလာတော့အတွင်းမှာငွေကြေးစီးပွားလက်လာပါတွေတိတိကသာပွင့်လန်းတိုးတက်လို့လာနိုင်ပါတယ်အဲ့တော့အလုံးမှာဝင်ငွေတွေတိုးလာတာတို့တခြားငွေကြေးနဲ့ပတ်သက်တဲ့အခွင့်အလမ်းကောင်းတွေပေါ်ပေါက်လို့လာနိုင်တဲ့အခြေအနေမျိုးတွေတော့၎င်းကြုံတွေ့ရနိုင်မယ်ဆိုတာကိုတွေ့ရပါတယ်ခင်ဗျာနောက်ဒီလာတော့အတွင်းမှာစက်တူလုပ်ငန်းတွေနဲ့အကျိုးပေးပါတယ်တန်ဖိုးရှိတဲ့စက်ပစ္စည်းတွေဝင်လာတတ်ပါတယ်အဲ့တော့ဆိုင်ငန်းကိစ္စတွေပါတယ်ဆိုရင်အဆင်ပြေတတ်တယ်လို့တွေ့ရပါတယ်ခင်ဗျာအဲ့တော့အလုပ်ကိုင်းနဲ့ပတ်သက်လို့ရှင်တော့အနှောက်အယှက်လေးတွေပေါ်ပေါက်တတ်တဲ့အလုပ်မှာစိတ်ညစ်စရာလေးတွေအနေပါကြုံရနိုင်တဲ့အခြေအနေမျိုးလေးတွေရှိနေတယ်ဆိုတာကိုတော့တွေ့ရပါတယ်နောက်ဒီလာတော့အတွင်းမှာအိုးအိမ်မိသားစုကိုအကြောင်းပြုပြီးတော့၎င်းနောက်ကြီးကဲတဲ့သူတွေကိုအကြောင်းပြုပြီးတော့၎င်းနည်းနည်းစိတ်ညစ်စရာလေးတွေတော့ရှိလာနိုင်တယ်ဆိုတာကိုတွေ့ရပါတယ်။နောက်ဂယူဆိုင်ဖို့လိုတဲ့အခါမှာကျမ်းမာရေးကရှေ့သုံးပါပါတယ်။ကျမ်းမာရေးပိုင်းနဲ့ပတ်သက်တဲ့အញ្ញံတွေကြုံရတတ်ပါတယ်။အထူးဖြင့် one bite ပိုင်းနဲ့ပတ်သက်တဲ့ယောဂမျိုးတွေအောင့်နာတို့နာတာတို့ပေါ့နော်။ဒါမျိုးတွေဖြစ်တတ်တယ်လို့ဇကြောတွေတက်နေတာတို့ခေါင်းတွေလေးနေတာတို့ခေါင်းတွေခင်းနေတာတို့ဒါမျိုးတွေလည်းပဲဖြစ်တတ်ပါတယ်။နောက်6အောက်ပိုင်းပေါ့နော်အောက်ပိုင်းတွေထုံနေတာတို့လေးနေတာတို့မလုံချင်မသေးခြင်းဖြစ်နေတာတို့အညောင်းညာတွေမိနေတာတို့ဒါမျိုးတွေကိုလည်းပဲဂယူဆိုင်စေချင်ပါတယ်ခင်ဗျာ။ပညာရေးပိုင်းနဲ့ပတ်သက်တဲ့ဆောင်ရွက်ချက်တွေမှာပုံမှန်အနေထားမှာရှိပါတယ်။ပညာရေးကံဟာအသင်ထဲမှာရှိသလိုဘာသာရေးပိုင်းနဲ့ပတ်သက်တဲ့ကံလာတာအခြေအနေကလည်းပဲပုံမှန်အားဖြင့်အသင်ထဲမှာရှိတယ်လို့တွေ့ရပါတယ်။လူမှုပေါင်းသင်းဆက်ဆံရေးပိုင်းနဲ့ပတ်သက်တဲ့အခြေအနေတွေမှာတော့သိအဆင်မပြေတတ်ပါဘူး။တချို့သောသူတွေကြောင့်စိတ်နှောက်ယှက်ဖြစ်စရာလေးတွေကြုံရတတ်ပါတယ်ခင်ဗျာ။နောက်ဒီလာတော့အတွင်းမှာနိုင်ငံရခြားနဲ့ပတ်သက်တဲ့ကိစ္စတွေလူမျိုးခြားဘာသာခြားနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေမှာအဆင်မပြေတာမျိုးလေးတွေရှိတတ်ပါတယ်။အမှုကိစ္စလိုဟာမျိုးပြဿနာလိုဟာမျိုးတွေကြုံတွေ့ရပြီဆိုလို့ရှိရင်လည်းပြောလို့ကိုမပြီးနိုင်ဖြည့်ရှင်းလို့ကိုမပြီးစီးနိုင်အောင်ကိုတစ်တက်တာမျိုးရှိတဲ့အတွက်ဂယူဆိုင်ပြပါအတိုက်ခိုက်အနောက်ရှက်လေးတွေတော့အနေပါကြုံရနိုင်တယ်လို့ဒီအခြေအနေတွေကိုတော့ကောင်းမွန်စွာဖြတ်ကျော်နိုင်လိမ့်မယ်လို့တွေ့ရပါတယ်ခင်ဗျာဒါကတော့စနေသားမျိုးများအတွက်တလာပိုင်းမှာကြုံတွေ့ရမယ့်အခြေအနေကိုအရင်ဆုံးဗီဒီယိုကိန်းနဲ့ကျွန်တော်ဟောပြတာပါဆက်လက်ပြီးတော့တဲရော့ကလေးနဲ့ကျွန်တော်ကံကြမ္မာဖတ်ကြားပေးပါမယ်ကျွန်တော်ရှိမှာတဦးချင်းတယောက်ချင်းဗီဒီယိုမေးမြန်းခြင်းတဲ့မိတ်ဆွေများက TikTok ဘိုင်ဟိုမှာ Viber Telegram ဖုန်းနံပါတ်လေးတင်ထားတာရှိပါတယ်အဲ့ဒီကနေဆက်သွယ်ပြီးတော့ကြိုတင်စာရင်းပေးပြီးတော့ဗီဒီယိုမေးမြန်းလို့ရပါတယ်ခင်ဗျာနောက်တစ်ခုကတော့ရန်ကုန်မှာရှိတဲ့မိတ်ဆွေများကကျွန်တော်နဲ့အပြင်မှာလူတွေ့ဆုံမေးမြန်းခြင်းတဲ့ဆိုရင်တလပိုင်းဒုတိယပတ်လောက်တွင်ကျွန်တော်ရန်ကုန်မှာရှိပါမယ်အဲ့တော့ကျွန်တော်ကိုတော့ကြိုတင်ဆက်သွယ်ပြီးတော့စာရင်းပေးထားဖို့လိုအပ်ပါတယ်ခင်ဗျာကဲတော့စနေသားမျိုးများအတွက်ကျွန်တော်တဲရော့ကလေးကြည့်ပေးလိုက်ပါပြီစနေသားမျိုးများခင်ဗျာဒီလားဟာဘာဖြစ်လဲဆိုတော့နာမည်ကြီးထမင်းငတ်လို့ပုံစံမျိုးဖြစ်နေတတ်ပါတယ်အဲ့တော့ပတ်စံတွေကတော့ဝင်တော့ဝင်တယ်ဒါပေမဲ့ကုန်မန်းမသိပြန်ပြီးကုန်သွားတတ်တယ်ထွက်မန်းမသိပြန်ပြီးတော့ထွက်သွားတတ်ပါတယ်ဒီလာတော့အတွင်းမှာသူတစ်ပါးရဲ့ကိစ္စရတွေနဲ့ဒါအချိန်ကုန်နေရတာမျိုးသူတစ်ပါးကိုကူညီဆောင်ရွက်ပေးရတာမျိုးတွေလည်းပဲတော်တော်များများကြုံရနိုင်ပါတယ်နာမည်ကုန်တဲ့တွေထင်ရှားကျော်စောတတ်ပါတယ်ဒါပေမဲ့ဒီလာထဲမှာသူများကိုဘယ်လိုပြောမလဲဆိုတော့ဒါဒုက္ခပေးတဲ့လိုမျိုးတွေပေါ့နော်ရှိလာနိုင်ပါတယ်အဲ့တော့သူများဝင်တွေကကိုယ့်ပေါ်မှာလာပြီးတော့ပြီးနေတတ်တဲ့ပုံစံမျိုးလေးတွေဖြစ်တတ်ပါတယ်။နောက်ဒီလာထဲမှာငွေကြေးပိုင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဖြုံးနှီးမှုတွေမရှိရလေအောင်ဂယူဆိုင်ပေးပါ။ဆောင်ဝဲရမယ့်ရေရာကတော့ဖျားရည်တပ်ပေတာမျိုးဖျားတောက်တော်ရည်ကတ်လူပူဇော်တာမျိုးတွေကိုမြများလေးပြုလို့ဆောင်ရွက်ပေးပါလို့လည်းပဲရေရာလေးပေးလိုက်ရပါတယ်